ဒီနေ့လေဖုန်းအကြောင်းလေးနည်းနည်းပြောချင်တာပေါ့နော်ဖုန်းကို addicted to phone ပေါ့နော်ဖုန်းကိုသိစိတ်ကကောမသိစိတ်ကကောဆွဲလန်းတဲ့အကြောင်းလေးပြောမယ်ဒီနေ့လေဘယ်လိုမျိုးမသိစိတ်ကဆွဲလန်းလဲဆိုတော့လေဖုန်းကိုကြည့်တဲ့ချိန်မှာလေဖြစ်မှုကြမှာပါအတွေးကတော့တခြားနေရာရောက်ချင်ရောက်နေမယ်ဒါပေမဲ့ Facebook ဖုန်းရဲ့ screen မှာ Facebook ဆိုတဲ့ icon တွေးလိုက်လို့ရှိရင်သွားနှိပ်လိုက်တာ auto ဒီဘက် swipe လုပ်လိုက်မယ် TikTok ဆိုတွေးလိုက်ရင် auto နှုတ်လိုက်တာစိတ်ကတော့အဲ့ဒီဟာဖွင့်ဖို့ရည်ရွယ်ချက်ရှိချင်မှရှိမယ်ဒါကလေစိတ်တွေကနေမသိစိတ်ကလုံတာမနဲ့မိုးလင်းတာနဲ့မျက်လုံးနှလုံးပွင့်တာနဲ့အဲ့ဟာထားနဲ့ဖုန်းကိုကောက်ကင်ပြီးဖုန်းကိုကြည့်လိုက်တာမျိုး social media ပို့လိုက်တယ်ဒါတွေကသူ့ရဲ့မသိစိတ်တွေမှာဆွဲနေပြီဖုန်းကိုလေတီလာတီစိတ်ကောမသိစိတ်တော့တွေးလိုက်တယ်လို့ရှိကြည့်လိုက်ရမှာကျမဆိုလည်းအလုံးလုံးနေရင်လည်းရုံးမာလေနိုင်ခွဲလောက်နေဖုန်းကိုကြည့်ပြန်ပြီဘာရမဟုတ်ဒီတိုင်းပဲကြည့်နေရပါတော့အဲ့အသိစိတ်အဝဲနဲ့ပြန်ရပြီးတော့မှဖြတ်ချရတာပေါ့နော်အဲ့လိုပုံစံအသိစိတ်ကတော့လူတိုင်းသိတယ်ပြင်းလိုက်တာဆိုပြီးတော့တစ်ခုခုကြည့်မယ်ဆိုပြီးတော့ဖုန်းကိုကောက်ကင်ပြီးတော့ငါဒါလုံနေဆိုတာသိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့တနေ့ဖုန်းထဲမှာသုံးတဲ့အချိန်တွေကအရန်များတယ်ကျမတို့ဒီ screen time ကိုလောက်ထားတာဆိုတော့လေတနေ့ကိုလေမနေဘူး hour တွေကလေတိလားပြီးလို့ရှိရင်အဲ့ကြတော့နောက်ကြတော့ဘယ်လိုလုပ်ရလဲဆိုတော့လေ screen limit တွေနဲ့လုပ်ပြရတယ်အဲ့ဒီ application ကိုတနေ့ကိုဘယ်နှစ်နာရီမှကြည့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါပြေးလို့ရှိရင်လုံးဝပိတ်သွားထောက်ဝင်လို့မရအောင်လေအဲ့လိုမျိုး limit တွေနဲ့လုပ်ရတယ်တုံးတက်လို့ရှိရင်တော့လေစေးပေါ့နော် social media တို့ internet တို့ကတုံးတက်ရင်တော့စေး awareness ရှိတုံးဖို့ကတော့အရန်အရေးကြီးရပေါ့နော်social media ကတောက်လျှောက်ကြည့်ရင်နဲ့ချိန်တာကုန်မှာဘာမှမဖြစ်လာဘူးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုက social media အဲ့ဒီ Facebook တို့အစားကိုတခြား YouTube တို့ဘာလို့မှာ audio ပို့လေးတွေ podcast လေးတွေနားထောင်တာဒီနေ့ခေတ်မှာစာအုပ်ဝေပြီးတော့စာအုပ်ဖတ်မှာမဟုတ် audio နဲ့အတန်းနဲ့အများကြီးရွက်ရှိရအဲ့ဒါလေးကိုလမ်းသွားရင်းနဲ့နားထောင်တာမျိုးအဲ့ဒါဆိုလို့ရှိရင်ကိုကနားထောင်တာလည်းဟုတ်တယ်ဖုန်းကိုမကြည့်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ screen time လည်းအဆင်ပြေတယ်ကျမကြီးနဲ့လည်းအဆင်ပြေတယ်ပေါ့နော်။ကျမကြီးနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်နေ့ခေတ်မှာကြီးပေါင်းဂုတ်ကြီးပေါင်း screen ကြည့်များတဲ့အတွက်မျက်စိပါဝါတွေအရန်ပြဿနာတွေများလာတာပေါ့အဲ့ဒါဖုန်းနဲ့ထားကြည့်လို့မမှန်တာလေးလေကြောက်လဲပါတာပေါ့ဒီချိန်မှာဖုန်းကိုကြည့်ပြီးငုတ်ပြီးတော့ကြည့်နေအဲ့ဒါဒီအနာအကျော်တွေပေါ့နော်အကျော်တွေတက်တာတွေပါဖြစ်အဲ့ဒါဖုန်းကိုကြည့်မယ်ဆိုလို့ရှိရင်အနေထားမှန် screen နည်းနည်းခွာပြီးကြည့်တာမျိုးပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီဖုန်းကရှိတာတော့အရန်ကောင်းပါတယ်ယနေ့ခေတ်မှာပေါ့နော်ဒါပေမဲ့ဖုန်းထဲမှာရှိတဲ့ application တွေသုံးတဲ့အခါမှာတော့ awareness ရှိလေးသုံးလို့ရှိရင်တော့ကိုဘဝတက်လန်အတွက်အများကြီးအထောက်အကူပြုပါတယ်လို့အဲ့ဒါလေးကိုတတိတရားလေးနဲ့ပြင်ကြည့်ပါကိုကဖုန်းသုံးနိုင်မှာငါဒါပါသုံးနေလဲငါတို့အကျိုးရှိလားဆိုတာလေးကိုတစ်ချက်တတိလေးပြန်ဝင်ပြီးတော့ reflect လုပ်ပြီးတော့ပြန်ခေါ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါအကျိုးမရှိဘူးဆိုရက်လိုက်တာမျိုးအကျိုးရှိရဟာဖွင့်ပြီးတော့နားထောင်လိုက်တာမျိုးအဲ့လိုလေးလုပ်ကြည့်ပါလို့เนาะဒါလေးဆိုလို့ရှိရင်ဖုန်းကိုဆွဲလန်းတဲ့စိတ်ပေါ့နော်ကျမတို့ attach ဖြစ်နေတာ attach မဟုတ်ဘဲနဲ့ detach ဖြစ်အောင်လုပ်ရမှာပေါ့နော် attach ဖြစ်နေလို့ရှိရင်အဲ့ဒီရာဟုတီဟာကိုယ်ပိုင်ဆိုင်သွားလိုက်မယ် detach ဖြစ်မှသာကိုကသူ့ကိုပိုင်တာပေါ့နော်ကိုစိတ်ထဲမှာပေါ့အဲ့ဒါကြောင့်awareness ရှိလေးဖုန်းကိုသုံးနိုင်ကြပါစေလို့ကျေးဇူးများတင်ပါတယ်